ရင်ခွင်နဲ့မင်းမချစ်ဆုံးရင်နာကျင်လေစူးစမ်းပြုံးလို့နေပါလေဒီချိန်ထိမင်းမချစ်ဆုံးရင်အားလုံးပဲမင်္ဂလာပါရှင်တီလီဒီနေ့ချက်ပြုတ်ဆက်ပြသွားမယ်လျာလေးစီပြမုံညင်းစောငပီတောင်ဖြစ်ပါတယ်ရှင်ကြာလူချက်ဖို့တော့ခုလိုပြင်ဆင်မိထားပါမယ်ရှင်စီလေးပူလိုက်ဆိုချက်သွန်နီလေးထဲဘာစမြင့်မုံလေးထဲအယောင်တင်မုံလေးထဲချက်သွန်မျိုးလေးကျွတ်လိုက်ဆိုချင်းချက်သွန်မျိုးထောင်းထားတာထဲဟိုအနှစ်ကြစီရရေလေးထဲအနှစ်လေးပွက်လိုက်ဆိုစားချက်သားမုံထဲချက်သားအနှစ်ကြဆိုချက်သားလေးထဲအာလူသီးလေးထဲအနှစ်ကြဟိုအာလူနဲ့ချက်သားချက်စီရရေလေးထဲခုလိုစီပြမီဆိုချက်စီပြအာလူရပါပြီငပီထောင်းရတဲ့ချက်သွန်လေးထဲထောင်းချက်သွန်မျိုးလေးပါထဲထောင်းငေသီးဖွဲချမ်းလေးထဲထောင်းနောက်ပြငပီလေးထဲထောင်းပြီးစားချက်သားမုံထဲညနေအောင်ထောင်းပြီးဆိုရင်ဖြစ်စားချင်းစပွဲငပီတောင်းရရှိပါကြာလူစီပြန်ကြီးရဲ့မွန်ညင်းစောဟင်းကြီးလေးမွန်ညင်းစောဟင်းလေးတော့မပြလိုက်ရပါဘူးရှင်အတိုးအမြုပ်ဆုံးလင်းစွာနဲ့ငပီတောင်းညရရှိပါပြီရှင်ကဲစားပါပြီအာလူသီးနဲ့ချက်သားစီပြန်ငပီတောင်းအတိုးအမြုပ်အစုံနဲ့အချင်းကတော့ပြီးမှပြမယ်နော်ဟိုမုံညင်းစောလေးကိုချက်လိုက်တာလေအဲ့ဒါဟိုဟာပြပြီးသားဆိုမပြတော့ပြမယ်မုံညင်းစောချင်းကောင်းမကောင်း special မုံညင်းစောချင်းဟင်းဆန်းလိုက်မယ်โอ้ကောင်းမကောင်း special မုံညင်းစောချင်းဟင်းကြီးငပိတောင်းရင်နေပြီးတော့ခွန့်မယ်နော်ချစ်တူအားကောင်းလားချက်စားကြည့်နော်အရန်ကောင်းလားဒါတော့လေးရအာလူသီးလေးရခွန့်ခွန့်လိုက်ပါပြီတူတူသုံးဆောင်ကြဆိုရှင်ကိုကြကိုကောင်းဘီလောင်းလူငယ်တိကျန်ပတ်လေးနဲ့ထောင်းစားကြည့်အမျိုးစားကောင်းတယ်အစိမ်းနဲ့ထောင်းစားယူနေခဲနေအာလူလိုချင်းမပင်အောင်နဲ့ရောနေပြီးတော့နာမည်ညက်တို့အဲ့လိုစားအရန်ကောင်းကဲဆက်ပြီးစားလိုက်ပါအောင်မယ်ရှင်ဘလော်လေးကဒီနေ့ဒီလောက်ပါပဲနောက်ဘလော်တွေမှာလည်းဘလို့အစည်းအဝေးဘလို့ဟင်းလေးချက်ပြုတ်စားသွားပြမလဲဆိုတာဆက်လက်ကြည့်ရှုပြီးပါအောင်ရှင်ကျမဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသူများအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုလည်းအရန်ချစ်ပါတယ်အားလုံးပဲတက်တာ